ဆုံးတဲ့ကောင်တစ်ခုကြားမှုကြားတယ်ကျွန်တော်တို့လောကမှာနေတဲ့အခါမှာအဲ့တဲ့ကြားပြီးမှကျွန်တော်တို့လောကနေထွက်သွားမှာဒါကျွန်တော်တို့ဘုရားရဲ့အလိုတော်ထဲမှာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တက်သိခံတယ်ပေါ့ဆိုတော့ကျွန်တော်ကမွေးကလေးကခရိယန်လို့ပြောလို့ရတယ်ပေါ့နော်မွေးကလေးကခရိယန်ပြောလို့ရတယ်အမေဖေကျွန်တော်အမိုးကတော့ကျွန်တော်အပါနဲ့ရပြီးမှသူကပြောင်းလဲလာတာဖြစ်တယ်ဒါပေမဲ့ချက်ချင်းပြောင်းလဲတာတော့မဟုတ်သေးဘူးသူအသက်တာမှာသူဘယ်လိုပြောမလဲအကျမ်းမှာချင်းခံစားရတယ်အဲ့ဒီနောက်ပိုင်းမှာခရစ်တော်ရတယ်ပေါ့နော်အတူချုံပြောရတယ်ဆိုတော့ကျွန်တော်ဘဝမှာကျွန်တော်ခရစ်တော်ပဲအချိန်မှာရလဲဆိုတော့ပတ်မရဆိုကျွန်တော်အတိအကျနေ့ရက်တော့ကျွန်တော်မှတ်ပြီးတော့ဒါပေမဲ့အဲ့ဒီ moment ခရစ်တော်ကိုလုံးဝပဲအချိန်မှာရသွားလဲဆိုရဲ moment တော့ကျွန်တော်မှတ်မိတယ်ဆိုတော့ငယ်တဲ့ကျွန်တော်မွေးလာတာခရစ်ယာန်အတိုင်းမှာမွေးလာတယ်ဖျားเจ้าမှာပဲကြီးတော့ယေရှုဆိုတာဘယ်လိုလဲကောင်းကောင်းသိတယ်ကျမ်းစာတွေကနော်ပုံကိုယ်တွေဘယ်သူလဲဆိုတာလည်းကျွန်တော်ကောင်းကောင်းသိတယ်နော်အရင်သိတယ်ဒါပေမဲ့အဲ့ဒီအသိကကျွန်တော်ကောင်းကင်နိုင်ငံတော်ဝင်ခွင့်မပေးဘူးဆိုတော့ကျွန်တော်အဲ့အသက်15နှစ်ကနေ16နှစ်အတွင်းမှာအဲ့ကြားလေးထဲမှာကျွန်တော်ကဧဝံဂေလိလို့ပြောလို့ရှိရင်တည်င်းကောင်းဖြစ်ဆိုတော့ကျွန်တော်တို့ကဖျားစီကိုသွားဖို့ဆိုရင်တနည်းအားဖြင့်ဖျားကကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်တကယ်တော့ကျွန်တော်တို့ကိုချစ်လို့သူနဲ့ထာဝရနေဖို့အေဒင်ဥယျာဉ်မှာသွားဖန်ဆင်းခဲ့တာဒါကျွန်တော်တို့တမန်ကျမ်းစာရပါတော့ကျွန်တော်တို့ယုံကြည်သူတွေသိတာတမန်ကျမ်းစာကျွန်တော်တို့ဖျားကလူကိုဖန်ဆင်းတယ်တကယ်တော့ဖျားနဲ့အမြဲတမ်းအတူပိတ်တာပဲဖို့ဖျားကအလိုရှိတယ်ဒါပေမဲ့ပြဿနာကကျွန်တော်တို့ဖျားစကားနားမထောင်ဆိုတော့အဲ့ဒီကဘာဦးမာတွေကအာဒံအေဝါပေါ့နော်ဖျားစကားနားမထောင်ခြင်းကဘာဖြစ်သွားလဲဆိုတော့ဖျားရဲ့ပုံသဏ္ဍာန်ပြတ်သွားတော့ဖျားနဲ့အဆက်ပြတ်တယ်လို့ပြောဖျားနဲ့အဆက်ပြတ်တဲ့ဒိဋ္ဌိကနောက်တစ်ခုကဘာလဲဆိုတေခြင်းကိုသွားဆိုတော့တနည်းအားဖြင့်လူကဖျားစကားကိုနားမထောင်တာအဖြစ်ဖြစ်တယ်အဖြစ်ရဲ့အခါကတေခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လူတွေအားလုံးကအဲ့ဒီအာရနဲ့အေဝါနဲ့ဝေးဖွာလာတစ်ဆင့်ဒီနေ့ကျွန်တော်တို့ဖျားတဒံတော့ရှိတယ်ဒါပေမဲ့စစ်မှန်တဲ့တဒံပျောက်သွားဖျားနဲ့အဆက်ပျောက်သွားအဲ့ဒါကြောင့်ဖျားကိုမသိတော့ဘူးဖျားကိုမကိုးကွယ်တော့ဒါကြောင့်ကျွန်တော်ကမွေးကလေးကခရစ်ယာန်ဖြစ်ပေမဲ့ကောင်းကင်နိုင်ငံတော်ဝင်ဖို့ဖျားကမင်းခရစ်ယာန်ဖြစ်တယ်ကောင်းကင်နိုင်ငံကိုခရစ်ယာန်ဖြစ်လို့မရဘူးဒါပေမဲ့ဖျားရဲ့သားတော်ယေရှုခရစ်ကိုမင်းစိတ်နှလုံးထဲမှာယုံကြည်တဲ့နေ့ကနေစရင်တော့နော်ဘယ်လိုယုံကြည်ရမလဲဆိုတော့တိတိကျကျပြောရအောင်နော်ဒီမှာကျမ်းစာယောမဝရစာအခန်းကြီး9အငယ်1ကနေတကယ်တော့1ကနေ9အထိကျွန်တော်အိမ်ပြန်ရောက်ရင်ဖတ်လို့ရမှာပေါ့နော်ယောမဝရစာအခန်းကြီး9အငယ်1ကနေ9အငယ်1ကနေကိုကျွန်တော်ဦးစားပေးဖတ်ချင်တယ်ထို့ကြောင့်ငါတို့ဒီယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်နံပါတ်1ဘုရားကယုံကြည်ခြင်းရှိခိုင်းဘာကိုယုံကြည်ရမှာလဲအဲ့တော့ဘာကိုယုံကြည်ရမှာလဲဆိုတော့ခရစ်တော်ဟာကျွန်တော်တို့အတွက်လောကကိုကြွလာဘာကြောင့်လဲကျွန်တော်တို့အဆက်အသွယ်ဘုရားနဲ့အဆက်အသွယ်ပြတ်သွားတယ်ကျွန်တော်တို့ကိုပြန်ပြီးတော့အဆက်ရဖို့ခရစ်တော်ကလောကကိုကြွလာပြီးတော့အနှစ်33နှစ်တိုင်သူကအပြစ်မရှိဘဲနဲ့အသက်ရှင်တယ်ဒါကြောင့်သူကသူ့ရဲ့အသွေးသွင်းခြင်းကကျွန်တော်တို့အတွက်ခြာရကာလကိုဝင်စားခွင့်ရတယ်ဘုရားသားဖြစ်ဘုရားရဲ့အသေးခံခြင်းကားတိုင်းမှာကျွန်တော်တို့အတွက်အသေးခံတယ်ဒါပေမဲ့အဲ့ဒီအသေးခံပြီးတည်သွားတယ်ဆိုရင်လည်းကျွန်တော်တို့ကအဲ့ဒီတည်တဲ့လူတစ်ယောက်ကိုယုံရင်ကျွန်တော်တို့အတွက်အကျိုးမရှိပြန်လူတစ်ယောက်ကတည်ပြီးတော့အဲ့ဒီလူခန္ဓာကိုယ်နဲ့ပြန်ထမြောက်တယ်ဆိုတဲ့ဟာကကျွန်တော်တို့အတွက်ကျွန်တော်တို့ခရစ်ယာန်တွေအတွက်အရေးကြီးတဲ့အရာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်ကဟာအဲ့ဒီလူတစ်ယောက်ကငါတို့အတွက်ငါနဲ့လည်းမဆိုင်ဘဲနဲ့ဘာလို့လာလဲဟုတ်တယ်အတည်ပြီးတော့သူရှင်းပြထားအဲ့ဒီအရာကကျွန်တော်တို့နဲ့ဆိုင်ဆိုတော့ခရစ်တော်ကျွန်တော်တို့အတွက်ကားတိုင်းမှာအသေးခံခြင်းပြီးတော့3ရက်မြောက်တဲ့နေ့မှာရှင်းပြထမြောက်တယ်သူကဝိညာဉ်ကြီးပဲထမြောက်သွားတာမဟုတ်အဲ့ဒီတည်သွားတဲ့ခန္ဓာကနေထမြောက်တော့သူ့ရဲ့ခန္ဓာကိုယ်ကတန်ချက်ရလည်းရှိတယ်3ရက်မြောက်တော့ပြန်ရှင်းပြန်ထမြောက်တဲ့အဲ့ဒီဘုရားကကောင်းကင်ကိုပြန်ကြွသွားတယ်သူဂတိပေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကသူ့ကိုယုံကြည်တော်သူကကောင်းကင်နိုင်ငံကိုဝင်စားခွင့်ရတယ်ဒါကြောင့်ရှင်ယောခရစ်ယာန်ခန်းကြီး14ငယ်6မှာငါဒီလမ်းကြီးဖြစ်တမန်ပြားလည်းဖြစ်အသက်လည်းဖြစ်ငါ့ကိုအမိမပြုလေအဘယ်သူများခမီးတော်ထံသို့မရောက်ရင်တတိယဖြစ်ခမီးတော်ထံကောင်းကင်နိုင်ငံတော်ကိုသွားဖို့ဆိုရင်ခရစ်တော်ကိုမယုံကြည်ဘဲနဲ့ကျွန်တော်သွားလို့မရဘူးဆိုတော့သင်ဟာမွေးကလေးကခရစ်ယာန်ပဲဖြစ်ကောင်းတာတွေဘယ်လောက်လုံးအလှူငွေဘယ်လောက်ထက်တော့ဘုရားကြောင့်မပြတ်ဘူးကျမ်းစာဘယ်လောက်ဒါပေမဲ့ခရစ်တော်ကိုသင်စိတ်လုံးထဲမှာမယုံကြည်ရင်သင်ကောင်းကင်နိုင်ငံတော်ဝင်စားခွင့်မရဘူးဆိုတဲ့အရာကိုကျွန်တော်ကအသက်16နှစ်ပေါ့နော်15နှစ်16နှစ်တန်းမှာကျွန်တော်အဲ့ဒါကိုကြားတယ်ဟုတ်တာပေါ့ငါကျမ်းစာလည်းဖတ်တယ်ငါလူငွေလည်းထည့်တယ်ငါကျမ်းစာလည်းပြိုင်တယ်ကြားကြောင်းမှာဆိုရေးဖြည့်ပြိုင်လိုက်နော်ရစ်ဆိုပြိုင်လိုက်ဘာဖြစ်လဲဆိုတော့ကျွန်တော်စုရကြတာပေါ့စုရဖို့ကျွန်တော်ကပြိုင်နော်ဒါပေမဲ့အဲ့ဒီຢာတွေအားလုံးကအထိပ္ပယ်တကယ်ဘယ်လိုပြောမလဲအကျင့်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအကျင့်ကဘုရားရှိခိုးလက်ဒီစုပ်ဖြစ်တယ်ဒီနေ့ကျွန်တော်ပြန်ပြောဝင်ကားခြင်းတဲ့အရာခရစ်တော်ကျွန်တော်တို့အတွက်အသေးခံခြင်းတွေးသွင်းခြင်းကတင့်ကိုခြာရကာလမှာဘုရားနဲ့အတူပြန်ပြီးတော့တက်ရှင်ခွင့်ပေါ့နော်ပြတ်သွားတော့ကဘာဦးမှာဘုရားနဲ့အဆက်ပြတ်သွားတဲ့အရာကိုကျွန်တော်တို့အတွက်ခရစ်တော်ကပြန်ပြီးတော့အ
သက်ဆက်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်ယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်ကအဲ့ဒီနေ့မှာစပြီးတော့ကျွန်တော်ဟုတ်တယ်ငါအတွက်ခရစ်တော်ကအသေးခံတာဖြစ်တယ်ဒါကြောင့်ငါလောကမှာအသက်ရှင်နေရမှာခရစ်တော်အတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်ရှိတဲ့အသက်ကခရစ်တော်ပေးတဲ့အသက်ဖြစ်တယ်ဟုတ်တယ်ဒီခန္ဓာကိုယ်ကတစ်နှစ်သေးမှာပဲဒါပေမဲ့ခရစ်တော်ရဲ့ဂတိပေးချက်ရာเนาะအာမခံချက်ပေးရာဒီနေ့ကျွန်တော်တို့လောကနေဒီနေ့သိပေမဲ့ကျွန်တော်တို့ခန္ဓာကခရစ်တော်ကဲ့သို့တရက်မှာပြန်ပြီးမြေကြီးတွေကထမြောက်ပြီးတော့ကောင်းကင်ကိုဝင်စားခွင့်ရှိရဲဆိုတဲ့အရာကျွန်တော်အဲ့ဒီသတင်းစကားကိုကြားပြီးတဲ့အခါမှာဟုတ်တာပေါ့ဒီသတင်းစကားကျွန်တော်အတွက်ပဲဖြစ်တယ်ဒါကြောင့်အဲ့ဒီအရာကကျွန်တော်အတွက်ပဲမဟုတ်ဘူးဒီမှာရှိရဲ့သူချစ်တဲ့လူသားအားလုံးသင်ကဘယ် background တွေပဲလာကချင်ကရင်เนาะမွန်ပမာရခိုင်ရှက်ကြိုက်တဲ့တိုင်းရင်းသားကနေဝေးလာတာနဲ့ခရစ်တော်ကတင့်အတွက်အသေးခံတယ်ဆိုတာကိုသင်ယုံကြည်ပြီးတော့ခရစ်တော်ကတင့်အတွက်ထမြောက်တယ်ဆိုတာကိုယုံကြည်ပြီးတော့ကားတိုင်းကတင့်အတွက်ဖြစ်တယ်ဆိုရင်ဒီနေ့သင်ဟာသူကားတိုင်းတော်အားဖြင့်ကောင်းကင်နိုင်ငံကိုဝင်စားခွင့်ရတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနှုတ်ဘတ်တော်အားဖြင့်ပြန်ပြီးတော့ဝင်ကားချင်ပါတယ်ဒီပြန်ရောက်ရုံးမာရောဇခန်းကြီး9ငယ်1ကနေငါ့ကိုဖတ်ပြီးတော့ပြန်ပြီးတော့အသက်တာကိုဆင်ခြင်ကြပါစို့ယေရှုနာမနဲ့ကောင်းချီးပေးပါမယ်အာမင် Thank you အားဆရာကျွန်တော်ပြင်ဆင်လာဆိုတာဟိုတရားဟိုတော့မဟုတ်တော့ချက်တော့ကလည်းကျွန်တော်ဖတ်ဖို့ဖြစ်ပါတယ်လို့တူတူဖတ်ဖို့တော်ပြီပါအားလို့နော်ဟိုကျွန်တော်တူတူကျွန်တော်ဖတ်ချင်တယ်လို့နော်တိမောသေဘောအခန်းကြီးနှစ်ကိုကျွန်တော်တို့ဖတ်ချင်ပါတယ်ကျွန်တော်